ပျော်ရွှင်ငြိမ်းချမ်းတဲ့ relationship တစ်ခုကိုတည်ဆောက်ခြင်းလဲဆိုရင်ဒီအချက်၃ချက်ကိုမဖြစ်မနေလိုက်နာပါမိသားစုပဲဖြစ်ဖြစ်သမီးသားဘဝပဲဖြစ်ဖြစ်လင်နဲ့မယားပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ်ပျော်ရွှင်ငြိမ်းချမ်းတဲ့ relationship တစ်ခုကိုတည်ဆောက်ခြင်းလဲဆိုရင်ဒီအချက်၃ချက်ကိုမဖြစ်မနေလိုက်နာပါအဲ့ဒါကဘာတွေလဲလို့မေးရင်နံပါတ်1အချက်မိသားစုပဲဖြစ်ဖြစ်ဘယ်လိုလူတွေနဲ့ပဲဖြစ်ဖြစ်မေတ္တာရှိထားပြီးတော့မှဆက်ဆံပေါင်းသင့်ပါလင်မယားပဲဖြစ်ဖြစ်သမီးကြီးသားပဲဖြစ်ဖြစ်ချစ်ကြတယ်ဆိုတဲ့အဲ့ဒီအချက်ကလေတကယ်ဒုက္ခတွေနဲ့ကြုံတွေ့ရတဲ့အခါလောကဓာတ်တွေနဲ့ရင်ဆိုင်ရတဲ့အခါကြရင်ကြမ်းကြားကနေရှို့ထွက်သွားသလားပရင်းပေါက်ကခုန်ထွက်သွားသလားအိမ်ခေါင်မိုးကနေဖောက်ထွက်သွားသလားဆိုတာတော့မသိတော့ဘူးနော်အချက်ကကြက်ပြောင်းနဲ့ပြောင်းပျောက်သွားတော့တာဒါကြောင့်အချစ်ထက်မေတ္တာပါပါစေအဲ့ဒီမေတ္တာကိုသာရှေ့ထားကြည့်လိုက်တယောက်ရဲ့အလိုဆန္ဒကိုတယောက်ကဦးစားပေးဖြည့်ဆည်းပေးပြီးတော့မှလိုက်ရောပေးပြီးတော့မှသွားတဲ့ဒီမေတ္တာတရားဟာတိတ်ကိုအေးချမ်းတယ်မျောလင့်ချက်ကင်းတယ်ဒါကြောင့်မို့မေတ္တာမရှိရင်မိသားစုဘယ်လောက်များမနှွေးထွေးဘူးမအေးချမ်းဘူးမပျော်ရွှင်ရဘူးဒါကြောင့်ဘယ်လို relationship တစ်ခုပဲဖြစ်ဖြစ်မေတ္တာထားပြီးတော့မှဆက်ဆံပါနံပါတ်2အချက်နားလည်မှုပေးနိုင်အောင်ကြိုးစားပါစာနာမှုပေးနိုင်အောင်ကြိုးစားပါအဲဒီတော့လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းကြတယ်ဆိုတဲ့နေရာမှာဒဇိမ့်တွေကိုအနီးကပေါင်းသင်းနေထိုင်ကြရတာဖြစ်တယ်အဲ့ဒီအခါမှာလင်မယားဖြစ်ပါစေလှုပ်ဖို့ကံပဲဖြစ်ပါစေမိသားစုဖြစ်ပါစေတယောက်ရဲ့အားနည်းချက်တွေတယောက်ရဲ့ချုပ်ရင်းချက်တွေတယောက်ရဲ့အမားတွေကိုကွက်ကွက်ကွင်းတွေ့မြင်ကြရလိမ့်မယ်အဲ့ဒီလိုတွေ့မြင်ရတဲ့အခါမှာမကောင်းမြင်တဲ့စိတ်နဲ့ပဲပြောမယ်ဆိုမယ်အပုတ်ချမယ်ဆိုရင်တော့မလိုလားတဲ့ပြဿနာတွေနဲ့မငြိမ်းမချမ်းဖြစ်ကြရလိမ့်မယ်ဒါကြောင့်ဘယ်လိုဆက်ဆံရေးမှာပဲဖြစ်ဖြစ်တယောက်ရဲ့အမှားတယောက်ရဲ့လိုအပ်ချက်ကိုတယောက်ဖြည့်တွေးပေးနိုင်တဲ့နားလည်မှုအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်နံပါတ်1အချက်အနေနဲ့နားလည်ပေးနိုင်တဲ့နားလည်မှုဟာတိတ်အရေးကြီးပါတယ်နံပါတ်3အချက်ဘယ်လိုဆက်ဆံရေးမှာပဲဖြစ်ဖြစ်ဘယ်လိုပေါင်းသင်းဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ်တန်တရားကင်းနဲ့ပေါင်းသင်းဆက်ဆံနိုင်ဖို့လိုတယ်တန်တရားကင်းအောင်လည်းအတတ်နိုင်ဆုံးကြိုးစားဖို့လိုတယ်ဘယ်လောက်ပဲခိုင်မြဲအောင်ခြိထားတဲ့ချစ်ချင်းမေတ္တာကြိုးပဲဖြစ်ဖြစ်ဘယ်လောက်ပဲမြဲလာပါပြီရဲ့လို့ဆိုတဲ့တန်ရောစဉ်ကြိုးတွေပဲဖြစ်ဖြစ်အဲ့ဒီတန်တရားဆိုတဲ့ဂျားကန်တစ်ခုဝင်လာတဲ့အခါမှာပြတ်တောက်စေနိုင်ပါတယ်ဘယ်လောက်ခိုင်တဲ့ကြိုးပဲဖြစ်ဖြစ်ပြတ်ကိုပြတ်ပါတယ်ဒါကြောင့်တန်တရားစိတ်အများကြီးမထားပါနဲ့တန်တရားစိတ်ကိုလျှော့ပါဒါကြောင့်ဘဝမှာပျော်ရွှင်ငြိမ်းချမ်းတဲ့မိသားစုတွေ relationship တွေတည်ဆောက်ခြင်းနဲ့ဆိုရင်မေတ္တာထားပါနားလည်မှုပေးနိုင်အောင်ကြိုးစားပါတန်တရားတွေနည်းနိုင်တယ်များနည်းအောင်ကြိုးစားပါနောက်ပြီးတော့ဘဝမှာလည်းတကယ်ကိုအေးချမ်းခြင်းနဲ့ပျော်ရွှင်ရခြင်းနဲ့လွတ်လပ်ခြင်းနဲ့ဆိုရင်လေဘသူရှိကမှဘယ်အရာကိုမှမမျှော်လင့်ပါနဲ့ဘသူကတော့ဖြစ်ငါနားမှာအမြဲတမ်းချစ်ခင်ကျင်နာနဲ့ရှိနေပေးမှာပဲငါကိုဆောင်းရှောက်လိုက်မှာပဲလို့မမျှော်လင့်ပါနဲ့ငါနားမှာဘသူမှရှိမနေနိုင်သဘောပေါက်စမ်းပါမနှက်ဖြန်တောင်မသေးကြတဲ့ငါတို့ရဲ့ဘဝကြီးမှာလေဘာတွေကများဖက်တွယ်စရာမှတ်မောစရာကောင်းနေလို့လေနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေနိဇမေနာဝေတိကေပရာဏမေယေဒုရိနာဒါယလိဆိုင်နာ